Pena Viva Nangadi Ma, Rawi Tangade, Aroka Mipa Bidu Beta to Udia Shasigo, and Nature, Rothiza Karwa, Puyane, Tadiza Balu, Nukwana Salaya Bari. Opari, Iniga, generally with Michelu, Baraida Tango, the Pet and Langane, Aroka Pace, a Bishop Mipa Bidu di Atwa, a Rebosa one in Terry, some visible so big, Pawan Lutabila, allusion to Udia Shasigo, Procapilabo Pibari. ပထမတရားအနေနဲ့မွေးနေ့ရှင်တရားကိုဂုံမှုမှတ်တမ်းစကားရှိပြီးပရိုကပူလာဖို့ဖိုင်ပါရင်နာခိတ်တတဲ့နေရှိနေ၍ညမရှိသိမ်းမရင်မှာမွေးနေ့အလူဖက်စိတ်ပိရှောင်မင်းဖတ်ပေသူဒီအတွက်အရေးဖို့စဝဲနေတယ်ရအဆောင်ပေးစီဖို့ဆိုပြီးကထိုင်ဘက်ခါရာကိုလေပါဝင်လူတန်းထားပါပဲ Happy birthday ပါညမရှိမွေးနေ့ကစားပြီးနှုံနေပုံများစွာပြူရှာတာရဲ့ဘဝကိုပိုင်ဆိုင်နေပြီကအသက်ရှည်ကျမ်းပါပြီးလူရာဆန္ဒတလုံးတော်ကိုလည်းသူပေးစုနေပါစေညမရှိစုတမိတ်တာပေါ်လိုက်ပါရင်နော် ခိတ်တထိန်တဲ့ကိုရောက်ရှိနေ၍အိမ်မဆန်းဆန်းဝဲမှလေးတို့ထိုင်းဘက်နရာကိုပါဝင်လူတန်းထားပါရယ်ပလဲဝါမျိုးနဲ့ပလုံတုံရဲကွဲကကိုနေမဲ့နိုင်မှလေးတို့မလေးရှားရင်ကငါစီကိုပါဝင်လူတန်းထားပါရယ်မန်ပါမျိုးနဲ့စံရီကျေးဝါကဦးလှသန်းမင်းသားစုမှလေးတို့ထိုင်းဘက်ငါရာကိုပါဝင်လူတန်းထားပါရယ်အခုပဲစေတနာတတာရကေပူစာပဲလူသားချင်းစာနာထောက်တော့ပြီးကပါဝင်လူတန်းပြီးလာပြီအလူရှောင်းတူတရားရှင်းစီကိုအကြံရိုးလေးဝတီမျိုးရှက်လူငယ်ပရိုက်တာသတ်ထမှာအထုပန်ကျေစုတန်ဟင်းပါရယ်အလူရှန်တူတရားရှင်းစီတွေတို့စိတ်ရှမ်းသာခန့်ကိုဤကျမ်းမှာခိုင်းတဲ့ပေးစုံပြီးလိုရာဆန္ဒတနုံတော်ကိုပေးစုံပါစီလို့ဆုတောင်းမိတ်တာပေါ်လိုက်ပါရယ်နော်အေထဲမှာကအာရခပေးစိတ်ပြီးရှုံမင်းဖတ်ပေသူဒီအတွက်လူတန်းပြီးနေရအမျိုးတို့ခိုင်နိုင်ခဲ့ပါစီလို့ဆုတောင်းမိတ်တာရှိဒီပေါ်လိုက်ပါရယ်ဟုတ်ပါရယ်အကြံကလေးဝတီမျိုးရှိုက်လူငယ်ပရိုက်တာပေါင်းကအသောသူရှိတရားဖိုက်ပါရယ်အားလုံးကတော့ပူပါရယ်